မင်္ဂလာပါခင်ဗျာဒီခါကျွန်တော်ဒါမိတ်ဆက်ပေးချင်တာပေါ့နော်ဒီတက်တော့လိုက်ကပေါ့နော်ဒါဂိမ်းလေးတစ်ခုပြန်ပြီးတော့အသက်ပေါ်လာရပေါ့နော်အရင်တပန်းတက်တဲ့ဂိမ်းပုံစံမျိုးလေးပဲပေါ့နော်ဒီခါတော့အရင်ဟိုတစ်ခါလဲတစ်ခါပေါ်ဘူးပြီးပါပြီပေါ့နော်ဒါစမ်းမုံထောင်းတဲ့ဂိမ်းလေးပေါ့နော်အဲ့ဒါကိုလည်းပဲဘယ်လိုဆော့ရမလဲဆိုတော့ကျွန်တော်တို့အရင်တိုင်းပဲပေါ့နော်အော်တိုကလစ်ကလေးတုံးပြီးတော့အဆင်ပြေလေးပဲပေါ့နော်ထူပါရင်အဆင်ပြေပါတယ်အဲ့တော့ကျွန်တော်တို့ဒီမှာပေါ့နော်အော်တိုကလစ်ကလေးကိုအရင်ဝင်လိုက်မယ်ပေါ့နော်ဝင်ပြီးသွားပြီဆိုရင်ဒီမှာပေါ့ဘောကဒီအနီးလေးပေါ့နော်အနီးပဲဆိုတဲ့ဟာလေးကိုတစ်ချက်နှိပ်လိုက်ပါမယ်နှိပ်လိုက်ပြီဆိုရင်ကျွန်တော်တို့ home key နဲ့တစ်ချက်ပြန်ထွက်ပါမယ်အကယ်ကိုကဒီမှာပေါ့နော်ကိုကဒီမှာ setting တွေပါချိန်နေဆိုရင်လည်းချိန်လို့ရတယ်ပေါ့နော် setting ပေါ့နော်ကျွန်တော်ဒီမှာပေါ့နော်သူက auto ပါတာဒီမှာ900ဆိုပြီးတော့ပါတာပေါ့နော်ကျွန်တော်ကဒီမှာ100လို့ပြောင်းထားရပါတော့100လို့ပြောင်းပြီးထုကြည့်တော့ပို့ပြီးတော့အရင်မျက်နှာကိုတွေ့ရပါတော့အဲ့တော့ဒီမှာ100လို့ထားပြီးတော့ထုဖို့ကျွန်တော်အကြံပြုချင်တယ်ပေါ့နော်ပြီးပါဆိုဒီမှာပတ်လေးနဲ့ပြန်ထွက်မယ်ပေါ့နော်ကြော်ညာလေးခဏကြည့်ရမယ်ပေါ့နော်ကျွန်တော်တစ်ခါလေးနဲ့ဖွင့်ထားတယ်ပေါ့နော်အဲ့တော့ဒီမှာ100လို့ပြောင်းသွားပြီဆိုရင် enable ကိုချက်နေလိုက်မယ်ပေါ့နော်နှိပ်ပြီးတော့ဒီမှာ home key နဲ့ချက်ပြန်ထွက်လိုက်မယ်ထွက်ပြီးသွားပြီဆိုရင်ကျွန်တော်တို့ VPN ခံမယ်ခံပြီးသွားပြီဆိုရင်ကျွန်တော်တို့ဒီမှာ TikTok လိုက်ထဲကိုဝင်လိုက်ပါမယ် control လေးကိုအဲ့တော့ဝင်ပြီးပါပြီဆိုရင် တူလေးရလုပ်ပေးပါမယ် ထုံးစံတိုင်းပဲပေါ့နော်ကျွန်တော်တို့ဒီနေရာလေးကိုချက်နေလိုက်မယ်နှိပ်လိုက်ပြီဆိုရင်ဒီမှာနှိပ်လိုက်ပြီဆိုရင်ဒီမှာပေါ့နော်ဒီနေရာလေးရောက်လိုက်ပေါ့နော်ရောက်လာပြီဆိုရင်ကျွန်တော်ဒီမှာဒီဇိုင်းချက်နေလိုက်မယ်နှိပ်ပြီးဆိုရင်ကျွန်တော်ဒီနေရာဒါလေးကိုပေါ့နော်ကိုလိုချင်တဲ့နေရာလေးကိုရှုလို့ရတယ်ပေါ့နော်အဲ့တော့ကျွန်တော်စုကြည့်တွေကိုအရင်ဆုံးပထမမိတ်ဆက်ပြီးမှာပေါ့နော်အဲ့တော့သူကဒီကင်းရပေါ့နော်ကိုက sort တင်မ sort တင်အရင်စဉ်းစားပေါ့နော်ကိုကသူကဘာဖြစ်လို့လဲဆိုတော့သူကဒီမှာ level 1ကနေပြီးတော့ level 7ထိကိုပေါ့နော်သူကဘာစုမှမရဘူးပေါ့နော်အဲ့တော့ကိုကဒီ level 7ထိရအောင်ကိုကအရင် sort ရအောင်ပေါ့နော်sort ဒီ level 7ထိရောက်ပြီဆိုတော့မှဘာစုမှမပေးသေးဘူးပေါ့နော်ဒါပေမဲ့ကိုက level 18ကိုရောက်ပါပြီဆိုရင်ပေါ့နော်သူကရန်150စပြီပေါ့နော်18 19ဆိုရင်ရန်150ရမယ်ကဲဒီမှာပေါ့နော်ကိုက level 20 21ကိုရောက်ပါပြီဆိုရင်ရန်180ပေါ့နော် level 22ကနေပြီးတော့23ဆိုရင်ရန်200ပေါ့နော်ဒီမှာ level 24ကနေ25ဆိုရင်ရန်230ဒီမှာ level 26ကနေ28ဆိုရင်ရန်350 level 29ကနေ level 30ဆိုရင်ရန်900ပေါ့နော်မှာ31ကနေ32ဆိုရင်ရန်600ဒီပေါ်က high ကြတော့ပြမထားတော့ပေါ့နော်ပြမထားတော့ပေါ့နော်39ပြမထားတော့ဘူးဒီမှာပေါ့ level 51ကိုရောက်ပါပြီဆိုရင်ဒီမှာမနေတော့ပေါ့နော်တုံးချံလုံးဖြုတ်ကြည့်မယ်ဆိုရင်ခူး10ရာ1000ရန်1000ဒီမှာပေါ့နော် level 52ဆိုရင်ဒီမှာရန်တုံးချံလုံးဖြုတ်ကြည့်ခူး10ရာ1000ရန်1000ခွဲဒီမှာ2000 3000 4000 6000ရန်8000ညောင်းပေးထားရပေါ့နော်ရန်8000ဆိုရင်မြန်မာငွေနဲ့တွက်မယ်ဆိုရင်ဒါမနေဘူးပေါ့နော်ဒါ10ကျော်လောက်ရရပေါ့နော်အဲ့တော့ကိုကစဉ်းစားရမှာကိုကဒီ level ကနေlevel 1ကနေ7ထိကိုဒါအရင်ဆုံးရင်ဆော့ရမယ်ပေါ့နော်ကိုဆော့ဖို့အဆင်ပြေလားမပြေလားဆိုစဉ်းစားပြီးမှဒါပြိုင်စီခြင်းနဲ့ပေါ့နော်ပြိုင်မယ်ဆိုရင်ကျွန်တော်တို့ဒီမှာပေါ့နော်ဒါဒီဟာပေါ့နော်ကျွန်တော်ပြိုင်မယ်ဆိုရင်ကျွန်တော်တို့အနေနဲ့ဒီနေရာလေးကိုတစ်ချက်နှိပ်လိုက်ပြီဆိုတာနဲ့ auto ဆမ်မုတ်ကိုထောင်းနေပါပြီပေါ့နော်အဲ့တော့တခုစဉ်းစားရမှာပေါ့နော်ဘာစဉ်းစားရမလဲဆိုတော့ပေါ့နော်ကိုကတယောက်တည်းဆော့မှာလားအများနဲ့ဆော့မှာလားပေါ့နော်ကိုကတယောက်တည်းဆော့မယ်ဆိုရင်တော့ဒီမှာပေါ့နော်ခဏရလိုက်မှာပေါ့နော်တယောက်တည်းကကိုကဆော့မယ်ဆိုရင်တော့ဒီမှာ level 18ကိုရောက်ပါပြီဆိုကိုကရန်150ကိုတယောက်တည်းတည်တတ်ရမှာပေါ့နော်ဟိုအရင်နှစ်ပန်းချတဲ့ game ပုံစံမျိုးပေါ့နော်ကဲဒါမှမဟုတ်ကိုက3ယောက်လောက်ပေါင်းဆော့မယ်ကျွန်တော်ဆိုရင်3ယောက်ပေါ့နော်3ယောက်ဆိုရင်ဒီဟာပေါ့နော်ဒါဒီ150ကိုကိုက3ယောက်ခွဲယူရမှာပေါ့နော်ခွဲယူတဲ့အခါမှာဒါမြင်ထောက်နေဆိုမြင်ရမယ်နည်းနည်းထောက်နေဆိုနည်းရမယ်ပေါ့နော်ဒါပေမဲ့3ယောက်ပေါင်းမှာ150ပဲရမှာပေါ့နော်အဲ့လိုပဲပေါ့ဒီမှာပေါ့နော်180ဆိုလေအဲ့လိုပဲပေါ့နော်3ယောက်ဆော့ရဲဆိုရင်3ယောက်ဒီ180ကိုခွဲယူရမှာပေါ့နော်အဲ့တော့တက်နိုင်ဆုံးကတော့ကိုကဆော့ပြီးဆိုရဲတယောက်တည်းဆော့ရင်တော့ပိုအကောင်းဆုံးပဲလို့အကြံပြုချင်ပါတယ်ကျေးဇူးအများကြီးတင်ပါတယ်နောက်လည်းကျွန်တော်ရဲ့ channel လေးကို subscribe လုပ်ပေးပါလို့ကျွန်တော်အကြံပြုချင်ပါတယ်ကျေးဇူးအများကြီးတင်ပါတယ်